နီကတမျိုးရှေစုံပြောမေရလာကတော့ဒီကွယ်ကင်္ဂလာတော့ဘယ်ကီးနေဆိုပါ ဘယ်ကြီးနေဆိုလေတူတော်ကြီးခဲ့တယ်လား ဒါအိမ်နဲ့ရှင်နဲ့ကီးသူမသိဘူးတစ်လျှောက်ပြောမယ် အဲ့ဒါနှစ်ပါးတစ်ချင်းမှမဟုတ်ဘဲနဲ့စတဲ့ရုပ်တစ်ချင်းကြီးကို ရှာမချင်းငါဆိုချင်တာဆိုမယ်လေသူလည်းတီးချင်တာဒီပေါ့ဘာဖြစ်နော် အဲ့စတဲ့ရုပ်တစ်ချင်းကြီးကို အဲ့ဒါပြီးတော့ဟိုအပိုက်ကိုပြန် ဝလက်ပိုက်ကျွန်တော်ဆရာ12တန်အကုန်ရတယ် 1 2 3 go ပါရီယာစိတ်ပြပြဟာဘာလဲဟာကျွန်တော်ကလေးဟာခွေးကြီးတော့တဲ့ကခွေးကြီးတော့တဲ့က Hey သူကတမျိုးနီကတမျိုးရေစုံပြောမေရလာကတော့ဒီကွယ်ကင်္ဂလာတော့ဘလုံးလမ်းပြောတာပါ ဟေး ညတီးတော့ ရပြီပူပေါင်တို့ချစ်ဝါမင်းလေအဲ့အိမ်ငိုက်မနေနဲ့မနေ့ကျရင်စော်လေးမမင်းကိုလှမ်းပြောနေတနာယူလာဆိုထားမှာဒါဘယ်လိုသွားနေလို့ ခေါ်ချင်တယ် ပြော ကျွန်တော်မင်းသားရေ တင်ကြည့် လက်ထောက်မင်းသား ဘယ်လိုမှလုံးမလက် လက်ထောက်မင်းသားတညောင်10သိန်းပေးရတယ်ဒီမှာကျွန်တော်ပြောနေတယ်တညောင်10သိန်းပေးရတယ်အတိလားတည10သိန်းနဲ့ဖုံးပြောက်တော့သူလက်တော်မကြည့်ဘူးခေါ်ချင်တိုင်းခေါ်ခိုင်းချင်တိုင်းခိုင်းလို့ရတဲ့လူတွေမဟုတ်ဘူးအောင်စပူဆက်ရှင်းတယ်နော် လာမတိနဲ့တော့ယောက်ျားချင်းတိအလက်ချစ်ထားလို့ တက်နေလာလို့မလက်ချက်ထားအောင် ဟဲ့10သိန်း ဟုတ်တယ် သိန်း20ပေးလိုက်မယ်နောက်နေ့တော့စာချုပ်ချုပ်လိုက်မယ် နေလေ ဒီတစ်စက်လုံးဝယ်ပြရမလားအငားကမလားကိုကြမ်းမလား ဘာဖြစ်တယ် အငားကမလားနောက်ကိုရှိုးလိုက်အောင်ဘယ်သူရှက်နေလဲဆိုတော့မတွေ့လားဖေနိုးလိုက်ဘောပါလို့နော်ညာကြီးဒီစက်မှာညာကြီးဘယ်လောက်ရအောင် တညောင်တရားအဖေပေးတယ်တညတရားလေ သိန်း900ပေးလိုက်မယ်အဲ့ဒါနစ်တဝက်ပဲကညဘက်6နိုင်ရနေမိုးလေးကြီးကတယ်မလား6နိုင်9နိုင်ရနေပြီးတော့ပွဲထွက်တယ်ဆိုရင်9နိုင်10နိုင်17နိုင်12နိုင်အဲ့လောက်ပဲကျန်တဲ့ချိန်ကြီးလေးမလိုတော့ဘူးโอเคဘာမပြောနဲ့ကမယ်ဟေးကမယ်လို့တော့လုပ်လိုက်ကြကြီးလေးရပမဒီကဘယ်နာသွားတေးနေတာဟုတ်သူတို့တော့မပြောနဲ့ဟေးတီးစီးတီးကြမှာလို့ကွာမင်းသူတို့ကလည်းမပေါ်စီနေမနဲ့ကြရင်တော့မင်းငါသမင်းကျော်စားတော့အဲ့တော့ကွာမဟုတ်ဘူး အကျေးပေးတာမင်းသားပေးတာမင်းပေးရမယ် ချိန်တယ်ဒါပဲ အဲ့ဒါပဲ မင်းကတော့မင်းတပည့်တော့တာရှိ ကိုကြီးမင်းညာကြီးဘယ်လောက်ရတော့ဟေ့မင်းညာကြီးဘယ်လောက်ရဟေ့ ပြောပပရီ3သိန်းတညောင် तू က3သိန်းဟုတ်တယ်မတန်ဘူးရ ဒါဒီဘောကွာ ပြနောက်တစ်ယောက်ဒီ9သိန်းပေးမယ်အဲ့ကောင်လည်းကောင်းတယ်ကောင်ဘုဘကိုကြီးကနောက်တာကိုကြီးဟုတ်ပါတန်တာဟောကိုကြီးကတန်တယ်ကိုကြီးက9သိန်းမ10သိန်းလောက်တောင်းတင်တာအခုကပညာရှင်လေအခု10သိန်းလောက်တောင်းကိုကြီးလောက်ပါငါစောက်ချောက်ကြတော့မင်းကိုကြီးလောက်ပါကိုကြီးလောက်ပါရမလို့စင်းတီးလိုက်ကြမှာဟုတ်မလို့လေမင်းပြောမင်းဝိုင်းနေဆိုင်းစရာမဟုတ်လေရ ဟေးကားလည်းရှိကားတော့ဝစားတွေငါတော့ပြန်လာပေးတယ်မှာပေါင်းတယ်ဆရာအစီခဏလေးဆရာတော့ချလိုက်တယ် ပြီးကြလိုက်ရဟာရန်ချောရန်လာတယ်ငါလူရှင်တော်မင်းသားလေး ရော့ ချစ်စရာလေး တဝိုင်းလုံးလုပ်လိုက်တော့ကိုဖြိုးတို့တော့နော်အဲ့တော့ဘယ်လောက်လဲအမှရီပေးလိုက်ဘယ်လောက်လဲ ငါဟာကြီးလားမနေဘူး 2000မလားဆရာအဲ့ဒါကြတာကျွန်တော်တို့ရှင်းလိုက်ပြီ ညီမလေး1000ကိုပြီ ဟာကြားတယ် ကရကိုသူတို့စွတ်တော့မယ်သူတို့တမျိုး ကမယ်လာတက်လေးဒီလိုကိုလောက်ပဲအေးအဲ့ဒါ2000ဘူးလားကီဘင်းနဲ့လွှဲလိုက်ပါမယ်ကွာငါတောင်းမှမှာကွာကီဘင်းနဲ့လွှဲလိုက်မယ်နင်တို့မင်းသားကြီးမှာတော့ကီဘင်းရှိโอเคအလေကဲလက်ကုပ်လေးတီးပေးပါစိတ်ဖြိုးဟေးအောင်လူလေးကြားတယ်နော် လက်ကုပ်ထီးတယ်သူ ဘာဖြစ်ပေးတဲ့ကိုချင်းချောင်းညာအဲ့တော့လေအဲ့ပဲဖိုက်တယ်ဖိုက်တယ်အဲ့လေโอเคမင်းလာရပြီမင်းလာရှင်းထွက်လာလေမင်းတို့ဆိုဟိုမင်းလာလည်းပြုတ်ကြမှာဆိုလို့အတင်းဆိုးနေကိုင်းရပြီโอเค
ဖြည်းဖြည်းလို့အသက်လည်းငင်းသွားအောင်လို့အသက်ငင်းသွားအောင်ဖြည်းဖြည်းဆရာအကြကြံနေတယ် အကြလေးဆွတ်တင် ဆရာအကြကြံနေတယ်ဆရာဟာအေး စကားတော့ပြန်မပြောနိုင်တော့ ကဲလာပြီ အကြဟဲ့ဆွတ်တယ်မယ်နေအောင်နေအနေသားပြည့် နေ တော့ ရာချနေတာ စမယ် ကြာပြီဟဲ့ယာဟဲ့လက်ကိုလေးနဲ့လက်ကိုဟာမိုက်တယ်ကွာအောင်တဘူးဟာကြည့်စမ်းဟာစိတ်ဆင်းရဲသွားပြီအာစိတ်မိုက်တယ်ဘဝင်နေသွားတာဆရာဒီမှာရောဒီမှာခေါ်အရေအောင်လို့ခဏโอเคရပြီ သမင်းသားလေးဘယ်သူအောင်စဘူးသမင်းသားလေးဘယ်သူအောင်